ချက်သွန်ဖြူနေခြင်းထောင်းမြုပ်ပြီးထောင်းလာပြီးသားတာလေးထည့်လိုက်မယ်နော်ဒီစလို့အနလေးမျိုးလာလို့ဆိုလို့ရှိရင်ပါလီထားတဲ့ခရမ်းညင်လေးတွေထည့်လိုက်ပါမယ်ဟိုခရမ်းညင်လေးတွေပြေလာပြီးဆိုရင်အေးတန်းဆင်ပြီးတော့အရာအတင်းနေထားတဲ့ငါးသားလေးတွေထည့်လိုက်ပါမယ်ငါးသားလေးတွေလုံးလို့ဒီအနေထားရောက်လာပြီးဆိုရင်စုံစည်းရည်လေးထည့်လိုက်ပါမယ်ကဲရေလေးလည်းခမ်းနေပြီနော်နော်မဆလာလေးလည်းငယ်ပုံလိုက်မယ်ရန်ထမင်းစားမယ်နဲ့ငါးလေးအိုကဟင်းနေပါနော်ကြက်နေပြီဆိုတော့ဆန်းနန်းနန်းလေးအုပ်ပြီးတော့ချလိုက်ပါတော့မှာခင်ဗျာနော်ရပါပြီခင်ဗျာနော်ငါးလေးအိုကဟင်းလေးရပါပြီနော်အရန်ကိုထမင်းစားမယ်နဲ့ငါးလေးအိုကဟင်းလေးပါနော်တကယ်ချင်းတို့လည်းအားလို့စင်လိုက်ပြီးတော့ချက်စားကြည့်ကြနော်